တော့ဒီလိုခွဲခြားဆက်ဆံခန္ဓာလေးကြုံတွေ့လာတိုင်းကျွန်တော်ရဲ့ရည်တည်ချက်တိုင်းပဲပေါ့နော်ကျွန်တော်ကပြုံးနေမယ်လူပြောက်ပဲဘယ်တော့မှသူတို့မုံအောင်မဟုတ်ကျွန်တော်ကိုခွဲခြားလေကျွန်တော်ကပြုံးလေးနဲ့ပဲရှင်းတန်သွားမယ်ပေါ့နော်ကျွန်တော်ရဲ့ကြံရှိခဲ့တဲ့တက်ရှင်တဲ့ကာလာလုံးဖြောက်ပါပေါ့နော်ကျွန်တော်ကရှင်းတန်ခြင်းမှာလို့ထခြင်းနဲ့အပြုံးပဲဆောင်းတယ်အမုန်းဘယ်တော့မှမဆောင်းကျွန်တော်တို့တွေလူငယ်တွေပဲမုန်းကျင်လည်းလွယ်တယ်ချစ်ချင်ဆိုတာမလွယ်ဘူးလေအဲ့တော့မုန်းအောင်နေမလားချစ်အောင်နေမလားဆိုကျွန်တော်ချစ်အောင်မနေဘူးဘယ်တော့ပဲခွဲကြပါလိမ့်အသားမဲလို့ပဲပြောအသားဖြူတာပဲပြောခြေထောက်မတန်လို့လုပ်ပြီးတာလို့ပဲလုပ်တော့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီပုံမှာဘယ်တော့မှစိတ်ခံစားကြအောင်မထည့်ထားဘူးကျွန်တော်ကတန်ဆွမ်းနေဆိုပြီးတော့ဒီတိုင်းပဲနေတယ်ပေါ့နော်ဟုတ်ကဲ့သတင်းကိုကျွန်တော်ငကိုတည်းချစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းသတင်းကိုရေးတယ်ကျွန်တော်ကိုယ်တိုင်လည်းသတင်းတွေလိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းအများပြည်သူကိုနော်ကျွန်တော်တို့သိရှိနေတယ်ကျွန်တော်တို့သုံးစကားလေးတစ်ခုရှိတယ်ဗာလဲဆိုတော့မျက်စိနားတွေပွင့်သိခြင်းတဲ့နော်သတင်းကအမှန်ကန်ဖြစ်ဖို့လိုတယ်အဲ့တော့ကျွန်တော်အဲ့ရည်ရွယ်ချက်ပဲကျွန်တော်ကသတင်းကိုကျွန်တော်လည်းချစ်တဲ့တကြောင်ကျွန်တော်လိုက်မဲ့သတင်းတွေအများပြည်သူနားမျက်စိပွင့်တဲ့သတင်းပဲဖြစ်ရမယ်သို့တော်လည်းဟိုထိန်ချန်တဲ့သတင်းတွေကိုကျွန်တော်လုံးဝလည်းဖော်ပြအောင်မဟုတ်ဘူးကျွန်တော်လိုက်မှာမဟုတ်ပါဘူးဟုတ်ဆိုတာကရှိတဲ့ကာလမှာပေါ်ကြမယ်တက်ဝယ်သွားမှာဝန်နေကြတယ်ရှာဒီနေ့လူပြဆိုကြတယ်လူရှင်းကြတယ်လူရှင်းကြတယ်ဒီရက်ကြီးပေါ့နော်ကျွန်တော်တို့လည်းကြောက်ဒီနေ့ညမှာကျွန်တော်ရုံးတက်ပြီးတော့ရှင်းပြနေတယ်ကျွန်တော်စကားကျွန်တော်ရဲ့တိုင်းနဲ့ကားပြီးပေါ့နော်ကျွန်တော်တို့ဒီနေ့အဲ့ရောက်ပြဆိုကြတယ်ကျမတွေဒီရက်ကြီးနေရတယ်သူတွေဒီရှိပါတယ်ကျွန်တော်ရဲ့ဒီစာအုပ်မှာပေါဝင်အားဖြင့်ပြီးတဲ့ဆရာကျမတွေကသူတွေဒီနေ့စာအုပ်မိတ်ဆက်ပွဲကျင်းပတာတော့ပထမတော့ကျွန်တော်ကဒီကျွန်တော်ပြီးရတဲ့ဟိုပါပေါ့နော်ဒီတလပိုင်းလောက်ပိုင်းမှာကျွန်တော်မွေးနေ့လေးကျင်းပပြီးတော့နောက်ပိုင်းကျွန်တော်စာပေပွဲတွေမလုပ်ဖြစ်ခဲ့ဘူးပေါ့နော်မိတ်ဆွေစာရေးဆရာမတွေပေါ့နော်တကယ်ကလောင်ရှင်ဝိုင်းရင်စာရေးဆရာကြီးတွေပေါ့အားလုံးကဒီချိန်မှာဟိုရှင်တန်နေတဲ့အချိန်မှာတချို့လည်းဒီလိုပြောရှင်လေးတွေ့နေတယ်အဲ့တော့တခါတည်းမှာကျွန်တော်တို့ကြုံတွေ့လိုက်တဲ့ခါမှာတွေ့ဆုံနေနေမှာဟိုပြောတယ်တက်ွယ်သွားတာပေါ့နော်တခြားဆရာကြီးတွေတက်ွယ်သွားတဲ့ခါကျတော့သူတို့တွေကတချို့ဆရာမတွေကကျွန်တော်စီပုံလန်းဆက်ပြီးတော့ဆရာကြီးတဲ့ပွဲတစ်ပိုင်းမလုပ်ဖြစ်တော့ဘူးလားပေါ့နော်ကျွန်တော်ပွဲလုပ်ဖို့တဲ့စာအုပ်ရက်တည်ဖို့ပဲကျွန်တော်လုံးတဲ့ရုန်းကန်နေရတယ်ပေါ့အဲ့တော့စာအုပ်လုပ်ဖို့ဆိုတာကဒီရှိကာလမှာကုန်စည်နှုန်းတွေကအထမတန်မြင့်တက်တဲ့ခါကျတော့စာအုပ်ဖြစ်ဖို့ပဲကြိုးစားနေရတယ်စာအုပ်ဖြစ်ပြီးစာအုပ်ကိုဘယ်လိုရောင်းရမလဲဆိုတာကိုဖြန့်ချိရမလဲဆိုတာစဉ်းစားရတယ်အဲ့တော့ပွဲတစ်ပွဲလုပ်ပြီးဆိုရင်ကျွန်တော်ကုန်ကြစည်တွေကြီးမားတယ်ပေါ့နော်အခုကာလဆိုရင်အဲ့တော့ပွဲကိုတော့လောတယ်မလုပ်နိုင်သေးဘူးဆိုပြီးကျွန်တော်နေတိုင်းနဲ့ဒီဆရာမတွေတောင်းဆိုချက်ရကဲမဖြစ်သေးပါဘူးလေဆိုကျွန်တော်ညီမတွေနဲ့တိုင်ပြီးတော့ကဲလုပ်ပါဦးမယ်ဆိုပြီးတော့လုပ်ပြတယ်ပေါ့နော်ဖြစ်တော့ဒီစာအုပ်လေးမှာကျွန်တော်ချစ်ချင်းအဖေစာသင်အားပေါ့နော်ရတစာသင်တော့၄နှစ်ပြည့်ပြီဒါမဲ့ဒီဘယ်လာဆို၄နှစ်ပြည့်သွားပြီပေါ့နော်ကျွန်တော်တော့6ထုတ်လိုက်တာတိုက်ရွယ်လေးရလာတာလည်းရှိပါတော့နေ့စဉ်ကြုံတွေ့နေရကျွန်တော် 1B ပဲကြည့်ရတာပေါ့နော်ကျွန်တော်တို့ဆရာတို့လည်းတွေ့မှာပါကျွန်တော် 1B ပုံမှာတက်တယ်တက်စီးတဲ့အချိန်မှာလည်းခုနကကျွန်တော်တို့ကအခုနောက်ပိုင်းဆို 1B စနစ်ကကတ်စနစ်နဲ့သွားတယ်ငွေသားကင်တဲ့ခါကျတော့ကျွန်တော်ဆိုဂျန်တော့နဲ့မတက်ရက်ပြီးသူ့အကျွေးပြန်ဆောက်ဖို့ထွက်လဲအခက်အခဲဖြစ်နိုင်တယ်ဆိုပြီးတော့ကတ်စနစ်နဲ့စီးတဲ့အချိန်မှာလည်းကတ်ကတခါပိတ်ထားတာလည်းကြုံတွေ့ရတယ်အခါလေးကတော့ကတ်နဲ့စီးခဲ့ကြရတယ်မရှိတော့ငွေသားနဲ့ရှင်းရတယ်အဲ့တော့အဲ့ဒါကြီးကလည်းတကယ်ကိုစိန်ခေါ်မှုတွေပါပဲဘာလို့မတန်ဆန်းတဲ့သူတယောက်တန်ဆန်းတဲ့သူတယောက်တော့ဒီထိပ်ကမှရက်နေပြီဆိုရင်ရင်းညံပြီးတော့ပြန်လုံးပြက်ကြအောင်မလားဆိုရင်စိုးရိမ်နေမှုရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါကြုံတွေ့ရတယ်ဒါပေမဲ့ကျွန်တော်စက်ပိတ်ထားလို့ရှိရင်တော့ကျွန်တော်နောက်ဆိုအခုနောက်ပိုင်းကျွန်တော်ပြောင်းလဲရတာကျွန်တော်လက်ထဲမှာလည်းငွေကြေးလေးရောကင်ထားတယ်ကတ်ကိုလည်းကင်ထားတယ်ကတ်ဖြတ်လို့ရရင်ဖြတ်မယ်ဖြတ်လို့မရရင်ငွေသားပေးမယ်အဲ့လိုမျိုးနော်ကိုကဟိုဘယ်တော့မှဆိုကိုယ်တိုင်ကလည်းဟိုစိန်ခေါ်မှုကြုံတွေ့လာတိုင်းကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်အဲ့ပေါ်မှာတော့တိတ်မစိုးရင်ဘူးဗျ။ဘာလို့ဆိုတော့ကျွန်တော်လုံနိုင်တယ်လို့ကျွန်တော်ခံယူထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီငယ်စဉ်တွေကဒီတနေ့ခွဲတွေကဒီဂျိုင်းတော့လေးနဲ့ကျွန်တော်ရှောက်နေရပြီ
ကျန်တော့အမိခိုးပြီးတော့သွားတယ်အဲ့တော့အခုဒီချိန်ကြီးလဲကျွန်တော်30နဲ့ခွန်ကျော်လာပြီ38ကိုဒီတစ်လပိုင်း9နှစ်ဆိုကျွန်တော်ပြည့်ပြီပေါ့နော်အဲ့ပေါ်မှာလဲကျွန်တော်ကဟိုအတက်နိုင်ဆုံးတော့ view site တယ်ပြီးခဲ့ရက်ကွမ်းဆိုကျွန်တော်နည်းနည်းလေးကြမ်းမာရေးချွတ်ရင်းသွားတယ်တော်တော်လေးလက်ခက်ခဲပဲပါဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရှိနေရင်တော့ကျွန်တော်အမေကျွန်တော်ချစ်တဲ့မိတ်ဆွေတွေသူတို့တွေရှင်းတန်နိုင်ဖို့ကျွန်တော်စူးစမ်းနေတယ်အဲ့တော့ကျွန်တော်အသက်အရွယ်တစ်ခုရလာတဲ့အခါမှာနောက်ထပ်ကြုံတွေ့မဲ့ခက်ခဲယူလဲအတက်နိုင်ဆုံးစူးစမ်းပြီးတော့ဖြည့်ရှင်းသွားမှာပေါ့လူငယ်တွေပြောချင်တဲ့စကားကတော့ကျွန်တော်တို့အသက်ရှင်ရဲ့ကာလတစ်လျှောက်မှာပေါ့နော်ရှင်သန်ခြင်းနဲ့ရုန်းကန်ကြမယ်ရုန်းကန်ရင်းနဲ့ကျွန်တော်တို့ရဲ့အသက်တွေကိုလည်းကြည်လာမယ်လေအဲ့တော့ကိုကောင်းတဲ့လမ်းလေးကိုပဲရွေးကြပါလူငယ်တွေဆိုပြီးတော့ကျွန်တော်တို့လည်းအခုဖုန်းတွေသုံးနေပေါ့နော်ဖုန်းနဲ့ယူတဲ့အချိန်ကိုမခံပါဘူးလက်ရှိကျွန်တော်တို့မြေပြင်မှာကျွန်တော်တို့အလုပ်လေးတွေကိုရအောင်လုပ်မယ်အိမ်မှာထိုင်နေမဲ့ဆိုတာမိသားစုကိုလည်းထောက်ကူဖြစ်စေမယ်ကျွန်တော်တို့အသက်ရှိနေတဲ့ကာလတစ်လျှောက်မှာပေါ့နော်ကျွန်တော်တို့လည်းရှင်သန်ကြမယ်ရုန်းကန်ကြမယ်ဆိုရင်မနှက်ပြန်တာကျွန်တော်တို့အတွက်အကောင်းဆုံးနေ့ရက်တွေပါတယ်ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့တန်ဆွမ်းပြီးတော့မတန်ဆွမ်းတဲ့သူကျွန်တော်ရဲ့ဒီဗီဒီယို live ဆိုင်လေးကြီးခဲ့မယ်ရရှိခဲ့လို့အကောင်းဆုံး motivation တစ်ခုလောက်တော့ရလိုက်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့တွေကတန်ဆွမ်းပြီးတော့မတို့ထိုင်နေမယ်ဆိုရင်မတန်ဆွမ်းတဲ့သူတွေကိုကြည့်ပါသူတို့မှလည်းအတတ်ပညာရှိတယ်တန်ဆွမ်းတဲ့သူမှလည်းသူ့အတတ်ပညာတွေရှိကြတယ်ကိုယ်တက်ထားတဲ့ပညာကိုကိုယ်တိုင်သုံးချတတ်ဖို့တော့လိုတာပေါ့နော်ဒီတိုင်းအိမ်မှာထိုင်နေမဲ့စားကျွန်တော်တို့အလုပ်တစ်ခုပေါ်မှာအယုံဆူးဆိုင်ပြီးတော့လုပ်ကြပါလို့ပဲကျွန်တော်တိုက်တွန်းခြင်းတယ်အဲ့တော့ကျွန်တော်တို့ဒီမတန်ဆွမ်းတဲ့သူတွေဖြစ်လို့ဆိုပြီးတော့လည်းကျွန်တော်တို့ကိုယ်တိုင်လည်းမတန်ဆွမ်းတဲ့အဖွဲ့အစည်းတွေမှာကျွန်တော်ဒီဘိတ်တွေမှာမျိုးပြောပါတယ်မတန်ဆွမ်းဖြစ်လို့အိမ်ထဲမှာအောက်မနေပါနဲ့ကိုယ်တက်ထားတဲ့အတတ်ပညာတစ်ခုကိုကိုယ်တိုင်သုံးချတတ်မှာပဲရမှာပါဒါကြောင့်လို့ကျွန်တော်ဒီဘိတ်တွေမှာကျွန်တော်ပြောနေရတာကလေးရှိတယ်မတန်ဆွမ်းတဲ့သူဖြစ်ပြီးတော့ကျွန်တော်မှဘာမှအလုံးမရှိတော့ဘူးဆိုပြီးတော့လက်မိုင်မချပါနဲ့ကျွန်တော်လိုပဲဟလာအလုပ်တစ်ခုကြိုးစားပြီးတော့ဇောက်ချပြီးလုပ်ကြည့်ပါလုပ်ကြည့်မှသိမယ်ဒီဆိုတာမလုပ်သေးခင်ကတော့ဘာမှဖြစ်မလာဘူးလုပ်ကြည့်တော့မှကောင်းချင်းဆိုးချင်းကိုခွဲခြားတတ်လာလိမ့်မယ်